ဒီ cheese လေးမစားဘူးလို့စားကြည့်လိုက်အောင်တက်တော့မှတွေ့တယ်သူများတွေကဒီအနီကိုခွာရကောင်းမှမသိပဲနဲ့တောက်စားကြတယ်တဲ့ဒီအနီကဖျောင်းနေတဲ့ဒီမှာခွာဖို့ဖတ်လေးပါလာပဲဒီသားယူစားတဲ့သူကတော့စားကြတာပဲစားလို့ရလို့တော့နေမှာပေါ့နော်ကောင်းတယ်ငန်းငန်းနဲ့ထုတ်လေးဟာကောင်းတယ်ချိုရတာမပါဘူးတော်စားကောင်းတယ်မီခိုးနံလေးလိုဗာလေးလိုအနက်တစ်ခုပါတယ်ဒီဖျောင်းအောင်စားကြည့်အောင်ဖျောင်းဘာမှကောင်းတွဲတော့ကတ်ကုန်ကောင်းတယ်ဒီနေ့ဝယ်လာတာ$6ခွဲလားမသိဘူးပြရတယ်ဒီနေ့3 4 5ခုပါတယ်အော်ကြီး$6ခွဲဒီမှာပြင်မှာတော့ဘယ်လောက်ပေးရလဲမသိဘူးနော်ကဲစားလိုက်အောင်မယ်နော်